နှစ်ပေါင်း120အတွင်းပထမဆုံးအကြိမ်စုဖလားရယူနိုင်ခဲ့တဲ့ Crystal Palace မင်္ဂလာပါ KGN Channel မှာကြိုဆိုပါရစေ။မနေ့ညမြန်မာစံတော်ချိန်10:00နာရီမှာကစားခဲ့ကြတဲ့ Crystal Palace အသင်းနဲ့ Manchester City တို့ရဲ့ FA Cup ဘောလုံးပွဲစဉ်မှာတော့ Crystal Palace အသင်းက2-0နဲ့အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။ဒီဖလားက Crystal Palace အသင်းရဲ့နှစ်ပေါင်း120အတွင်းပထမဆုံးအကြိမ်ရရှိတဲ့စုဖလားဖြစ်လာခဲ့ပါတယ်။ Crystal Palace အသင်းဟာ FA Cup ရဲ့ Quarter Final ကစလို့ဘောလုံးပွဲအထိပေးကိုလုံးဝမရှိခဲ့ပါဘူး။ဒီပွဲစဉ်တွေကတော့ Quarter Final မှာ Fulham အသင်းကို3-0, Semi Final မှာ Aston Villa အသင်းကို3-0နဲ့ဘောလုံးပွဲမှာတော့ Manchester City အသင်းကို1-0နဲ့အနိုင်ရဗိုလ်စွဲသွားခဲ့တာပါ။ Crystal Palace အသင်းဟာ Manchester United ရဲ့ဂိုးသမားဟောင်း Dean Henderson ရဲ့လက်စွမ်းပြမှုနဲ့အတူ Manchester City ရဲ့တိုက်စစ်ကိုတသင်းလုံးကောင်းမွန်စွာခုခံကစားနိုင်ခဲ့ပါတယ်။ပွဲတွင် controversial ဖြစ်ရပ်တွေလည်းရှိခဲ့ပြီးပြောစရာတွေလည်းရှိခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့် Crystal Palace အသင်းဟာ Europa League ကိုလည်းဝင်ခွင့်ရသွားခဲ့ပါတယ်။ Man City ကတော့2019နောက်ပိုင်းမှာပထမဆုံးအကြိမ်ဖလားလက်မှတ်ရသည်နဲ့အဆုံးသတ်ခဲ့ရပါပြီ။ Man City ဟာ FA Cup ကို9ကြိမ်ရရှိထားခဲ့ပြီး10ကြိမ်မြောက်ရယူဖို့ကြိုးစားခဲ့ရမှာတော့မအောင်မြင်ခဲ့ပါဘူး။ FA Cup ရဲ့ပြိုင်ပွဲမှာအအောင်မြင်ဆုံးအသင်းကတော့ Arsenal အသင်းဖြစ်ပြီး14ကြိမ်ဒုတိယနေရာမှာ Man United က13ကြိမ်နဲ့ Chelsea, Liverpool, Spurs အသင်းတို့ကတော့8ကြိမ်စီနဲ့အစဉ်လိုက်ရပ်တည်နေပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင်တော့ subscribe လေးနှိပ်ပြီးတော့အားပေးသွားနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။